လာပါရှင်ပထမဆုံးကျွန်မက relationship coach မဟုတ်ပါဘူးရှင်ကျွန်မbased on true story ပေါ်မှာတည်ပြီးတော့เนาะကိုမဖြစ်တဲ့ပုံမှာတည်ပြီးတော့ကျွန်မတည်တဲ့ဟာလေး share ပေးတာပဲဖြစ်ပါတယ်ရှင်ဒီနေ့ share ပေးမယ့် topics တွေอ่ะပေါ့เนาะဒီကိုယ့်ရဲ့နှလုံးသားအုံနောက်ကကိုလိန်နေတဲ့အခါကျရင်ဘာကိုယုံရမလဲဆိုတဲ့ topics တွေကို share ပေးချင်ပါတယ်ရှင်main ကလေးတွေတော်တော်များများပေါ့เนาะအထူးသဖြင့် main ကလေးတွေပေါ့ main ကလေးတော်တော်များများဒီလူကကိုချစ်ပါတယ်ဆိုခါလေကြာအုံနောက်ကောနှလုံးသားကိုကိုလေလှည့်စားတဲ့အချိန်ကြီးရှိရပေါ့နော်အဲ့လိုအချိန်ကြီးကြာရင်ဘာကိုယုံကြမလဲဆိုတော့ trust your intuitions and gut feelings ကိုယုံဖို့လိုပါတယ်ရှင်ပြီးတော့နောက်တစ်ခုကကြာကိုယ့်ရဲ့ body changes body changes တွေကဒီလူကကိုယ့်အတွက်လူမှမဟုတ်ဘူးဆိုရင်ဒီ stress hormone တွေထွက်လာတယ်သူနဲ့ပတ်သက်ပြီးစိတ်ညစ်ကြတယ် stress hormone တွေထွက်လာပြီးတော့ cortisol ဒီဟာတွေက adrenal glands ကနေပြီးထွက်လာတယ်ပေါ့နော်ထွက်လာတဲ့အချိန်ကျရင်ဘာတွေဖြစ်တတ်လဲစပင်းနေပါလာတဲ့ main ကလေးတွေရှိတယ်ဝိတ်ကြွားတဲ့ main ကလေးတွေရှိတယ်ဝိတ်ကြတဲ့လူလည်းရှိတယ်လို့ဝိတ်တက်လာတဲ့ main ကလေးလည်းရှိရပေါ့နော်ပြီးတော့လက်သေးခြေသေးတွေအားနေလာနောက်ဆုံးအဆိုးဆုံးတစ်ခုကဘာဖြစ်လာလဲဆိုကိုရောင်ကိုဝါတွေကြလာပါလူတိုင်းမှာ aura ဆိုတာရှိတယ်ဒီလူတယောက်ခန်းထဲဝင်လိုက်တာနဲ့သူရဲ့aura ကကြည့်ရင်ကြည့်တဲ့လောက်ဒီ audience ပေါ့နော်ဒီခိုင်းထဲမှာရှိရလူအကုန်လုံးရဲ့ mediocrity ကရှိလာတယ်ပေါ့နော်ရှိလာလည်းဖြစ်နိုင်တယ်မရှိရလည်းဖြစ်နိုင်တယ်ဒီလူတယောက်ကသူ့ရဲ့ aura energy တွေကျဆင်းလာတယ်ဆိုတာကိုသတိထားရမယ်ပေါ့နော်ပုံမှန်ကိုကဒီ aura ရှိရလူကိုဝင်လာရင်လူတွေကကိုလှည့်ကြည့်လားမလှည့်ကြည့်လားအဲ့လိုမျိုး aura ရှိရလူတယောက်ကလူကိုတော့ပေါ့နော်မဟုတ်တဲ့လူတယောက်နဲ့တွဲမိသွားတာပဲဖြစ်ဖြစ် dating down လုံးမိသွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်ကိုယ့်ရဲ့ aura ရဲ့တဖြည်းဖြည်းကျလာအဲ့ဒါလေအချိန်အတိုင်းတာတစ်ခုပေါ့နော်2လတန်ဒီ3လတန်ဒီဆိုတိတာတယ်ကို aura ကြီးကျလာတယ်ဆိုတာတိတာတယ်ဘလောက်ပဲအလှပြင်းဘလောက်ပဲဝစ်ကောင်းစားလာတွေပဲဝဘလို့မှကိုဒီaura ကတက်မလာဘူးပေါ့နော်ဒါကျမကိုယ်တိုင်လည်းခံစားခဲ့ရဘူးလေရှင်ဆိုတော့ကိုယ့်ရဲ့ life ကကိုယ့် center မဟုတ်ဘဲနဲ့ဒီတခြားတစ်ယောက်ကို center ထားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကိုကိုယ့်စီမှာလုံးဝမရှိတော့ဘဲနဲ့သူ့စီပဲရောက်တော့ပါဘူးเนาะရောက်သွားတဲ့အချိန်ကျတော့ကိုယ့်မှာဘာ energy မှမရှိတော့ဘူးပြောပြ energy shifting လုပ်လိုက်တာကိုယ့် energy ကိုဒီလူတယောက်ကတော့ပေးလိုက်တာဖြစ်တဲ့အတွက်ကိုယ့်မှာဘာမှ energy မရှိတော့အထူးသဖြင့်ပေါ့နော် carrier မှာရှေ့ထွက်ကားတဲ့ carrier တွေအဲ့လိုမျိုး on stage သွားတဲ့ carrier တွေဒီ customer နဲ့ဓာတ်ရိုက်ပေါ့နော် deal လုပ်နေရတဲ့ carrier တော်တော်များများဆိုအဲ့လို aura လေးတွေ catchy ဖြစ်တဲ့ aura လေးတွေရှိရတယ်ညအမက marketing phase မှာလုပ်နေတယ်ဒါပေမဲ့ကိုကရှေ့ထွက်ရတဲ့ role မှာ company မှာမလုပ်ကြပါဘူး freelancer မှာကိုကရှေ့ထွက်ရတဲ့ roles တွေလုပ်ကြတယ်အဲ့ဒီတော့တိတာကဒီသူများတွေပေါ့ကို respect တွေနဲလာတယ်သူများတွေကိုအဲ့လိုမျိုးတိတ်ပြီးတော့honest မဖြစ်ကြတော့ဘူးလူကိုကြည့်လိုက်တာနဲ့ကွာဒီလူကယုံရတယ်မယုံရအောင်ဘယ်လိုမျိုးလူရည်လဲတဲ့သူတွေ social ကြားတဲ့လူတွေဆိုစကားပြောလိုက်တာနဲ့ဒီလူကဘယ်လိုမျိုးစိတ်နေသဘောထားရှိရဲဆိုတာကောင်းသိရပါကို့မှာဘာမှ energy or strength တွေမရှိတော့တဲ့အတွက်ဒီပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ပြီး career မှာပဲဖြစ်လုံးဝကိုကျဆင်းသွားတဲ့ down grade ဖြစ်သွားတာပေါ့နော်ဆိုတော့ dating down လုပ်ခဲ့တဲ့အပေါ်မှာဒီ aura ကျသွားတဲ့အပေါ်မှာ aura ကျတယ်ဆိုတာတချို့တွေတော့ထင်ကောင်းထင်နိုင်လိမ့်မယ်ဒီကောင်လေးကကောင်မလေး provide မလုပ်ဘူးကောင်းမစင်ပေးလို့မပြောင်ရအောင်လို့အဲ့လိုထင်တာ it's not all about money it's all about feeling emotion dating လုပ်နေတဲ့ partner ကိုက mentally ပေါ့နော်ဒီ secure ဖြစ်စေတာစိတ်လုံခြုံမှုပေးတာကိုရောစိတ်ကောကာယကံဝစီကံမနောကံအားလုံးနဲ့ပေါ့နော်စိတ်လုံခြုံမှုပေးစေတဲ့အတွက်ဒီ stress hormone တွေကထွက်เสียမလိုဘူးအမှန်တိုင်းပြောရမယ်ဆိုရင်ဒီ stress hormone ဒီ cortisol ထွက်နေကြတဲ့ကိုကဒီလူကကိုတော့မဟုတ်ဘူးတကယ်ဒါကိုညက်နိုးတယ်တကယ်ဒါကိုချစ်တယ်ဆိုရင်ကိုစိတ်ညစ်ရမယ့်အရာမျိုးပါတခုမှသူရှေ့တယ်ကောနောက်ွယ်မှာလှုပ်เสียမလို့ကျမကိုအရင်ပေါ့နော်အလောက်ကနေပြီးတော့တင်မေးခဲ့တဲ့တသက်လုံးဆွေးသွားစီမဲ့စာလုံး၃လုံးရှိရပေါ့အဲ့ဒါက integrity hard work mindset လူတယောက်ပဲဖြစ်ဒီမှာအလုံးမှလည်းမဟုတ် personal မှာပါဒီ hard work integrity mindset မရှိဘူးဆိုရင်ဘယ်လို့မှကိုရှေ့ဆက်လို့မရဘူးရှင်ဆိုတော့အခု dating down လုပ်လိုက်တဲ့သူက hard work integrity mindset တခုမှမပါလာတဲ့အတွက်ညီမရဲ့
cortisol တွေတက်လာတယ်ညီမ stress hormone တွေများလာတယ်ညီမက workaholic type ပုံစံမျိုးတွေမှာပါတယ်ရှင်ဒီအလုပ်ကိုပဲ focus ထားရပေါ့နော်ဒါပေမဲ့ဒီလိုမျိုး dating နဲ့ဒီဆက်နွယ်ပြီးတော့အလုပ်နဲ့ကိုယ်ရေးကိုယ်တာတွေရောရှက်လာတဲ့အချိန်မှာညီမအလုပ်ကိုလည်းညီမတေချာလေး focus မလုပ်နိုင်တော့ concentration တွေလည်းအကုန်ကျကုန်တယ်ဒီ performance တွေလည်းအကုန်ကျတဲ့နေရာမှာပါတယ်ပေါ့နော် freelance လုပ်နေတာတိတ်ပြီးမသိတာဘူးဆိုပေမဲ့ဒီလိုမျိုး full time company တခုမှလုပ်နေတဲ့အတွက် KPI တွေမှာအရန်ထိခိုက်ရတယ်ရှင်ကျမဒီပေါ့နော်အလုပ်ရယ်ကိုရေးကိုတာရယ်ဒါကတကန့်စီအဲ့တော့မှုလို့လဲကျမ dating ကိုလုပ်ခဲ့တာဒီအလုပ်ကလည်းအလုပ်ကိုရေးကိုတာလည်းကိုရေးကိုတာဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ဒီအလုတ်သေးကလူကို date လိုက်တာဖြစ်တဲ့အတွက်ကျမအလုတ်ကိုရေးကိုတာဟောဒီတနေရာထဲမှာဖြစ်သွားတာရှင်ဆိုတော့ကျမဘယ်တော့မှအလုတ်ကလူကိုမ date ဖို့လဲကျမဆုံးဖြတ်ထားတယ်ဒါပေမဲ့ပေါ့နော်တော့ဖြစ်ချိန်တန်လာတဲ့အတွက် dating မှာဘာမှတားဆီးလို့မရခဲ့ဘူးเนาะဆိုတော့ပြောချင်တာကဒီလိုမျိုးကိုယ့်အတွက်လူမှန်မဟုတ်ဘူးကိုယ့်အတွက်မကောင်းတဲ့လူတယောက်ကို date လာတယ် date တယ်ဆိုရင်စိတ်ကိုရောပင်ပန်းရတယ်နောက်ဆုံးကိုရောင်ကိုဝါတွေကအစပေါ့နော်ကြဆင်းတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီမြန်မြန်သိရင်မြန်မြန်ခွာလိုက်တာအကောင်းဆုံးပဲရှင့်